အားလုံးပဲမင်္ဂလာနေ့လည်ခင်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့လည်ကတော့ဝိညာဉ်ရေးရာနေ့လည်စာပေါ့နော်ကျွန်တော်အဲ့တော့နေ့လည်စာသုံးကြမယ်အားလုံးလည်းကိုကာယနဲ့ဆိုင်တဲ့နေ့လည်စာတွေစာသုံးပြီးလို့ထင်တယ်အဲ့တော့အခုချိန်ကတော့နော်ဝိညာဉ်ရေးရာနေ့လည်စာကတော့ရောကဘာဦးကျန်ခန်းကြီးနှစ်မှာဖော်ပြတဲ့အကြောင်းအရာတွေကိုနည်းနည်းလေးတင်ပြတော့မယ်အဲ့တော့ဒီအကြောင်းအရာမှာတော့ကဘာဦးကျန်ခန်းကြီးနှစ်မှာကျွန်တော်ဒီနေ့လည်စာကိုနည်းနည်းလေးခွဲစားမယ်နော်အဲ့တော့ဒီနေ့လည်မှာတော့ကဘာဦးကျန်ခန်းကြီးနှစ်ငယ်1ကနေ3အကြောင်းအရာလေးပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကျမ်းစာကိုပထမအဆုံးစတင်ပြီးတော့ဖတ်ရှုတဲ့သူတွေအတွက်တော်လကောင်းဒီကျမ်းစာကိုလည်းကဘာဦးကျမ်းကိုလည်းထပ်ခါတလဲလဲဖတ်ခဲ့ပြီးပြီနော်ဒီလိုမျိုးဖတ်ပြီးတော့လဲတိတိကျကျလေးမတွေးတော့မိဘူးအာယုံမဆိုင်မှုမိဘူးဆိုတဲ့နော်သူတွေအတွက်လဲပို့ပြီးတော့နော်ဒီအကြောင်းအရာလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့အာယုံစိုက်နိုင်အောင်ပြန်ပြီးတော့တွေးတော့ဆင်ခြင်မိနိုင်အောင်အာကြီးပြီးတော့ဒီနေ့မှာအတူတူနော်ဝိညာဉ်ရေးရာနေ့လည်စာလေးကိုကျွန်တော်တို့အတူစားကြမယ်အဲ့တော့ကဘာဦးကျန်ခန်းကြီးတက်ကနေ3မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘုရားသခင်ကဒီ6ရက်တာကဘာကြီးကိုဖန်ဆင်းခဲ့တယ်ကျွန်တော်မနေ့တော့ဒီမနေ့ဆောင်ကကျွန်တော်ပြောခဲ့ပြီเนาะကဘာကြီးကိုသူ6ရက်ဖန်ဆင်းခဲ့တယ်ဟိုတကယ်ကိုစနစ်တကျနဲ့ဖန်ဆင်းခဲ့တယ်စနစ်တကျနဲ့ဖန်ဆင်းပြီးတဲ့အခါမှာလေဘုရားသခင်ကဒီကဘာကျန်ခန်းကြီးနှစ်မှာ6ရက်ပြီးတော့9ရက်မြောက်နေ့ကိုလည်းသူကအထူးတလေထပ်ပြီးတော့ဖော်ပြထားတာကျွန်တော်တွေ့ရတယ်ဘာဖော်ပြလဲဆိုတော့ဒီကောင်းငင်မြေကြီးနဲ့တကွခတ်သိမ်းသောတစားတို့သည်ပြီးစည်းလက်ရှိကြရည်တဲ့အဲ့တော့6ရက်မှာအကုန်လုံးပြီးသွားတယ်ပြီးသွားပြီဘာမှလက်ကြည့်စရာမလိုတော့နော်အကုန်လုံး perfect ပြည့်စုံတယ်မနေ့ကကျွန်တော်ပြောခဲ့တဲ့သခင်ဘုရားကသူဖန်ဆင်းတဲ့အရာတွေပါပြောလဲအလွန်ကောင်းတယ်နော်အလွန်ကောင်းတယ်ဆိုတော့သူမှတ်ချက်ထားတယ်အဲ့တော့အားလုံးကပြီးစည်းသွားတဲ့အခါမှာတဲ့တတ္တမနေ့ရောက်ရင်တဲ့ဒီတတ္တမနေ့ဆိုတော့9ရက်မြောက်တဲ့နေ့မှာဖယားသခင်သည်တဲ့ဖန်ဆင်းသောအမှုတွေကိုမလုပ်လေသူကလက်စတတ်တော်မူခဲ့ပြီးသည်ဖြစ်၍နော်လက်စတတ်ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်တဲ့ဖန်ဆင်းသမျှသောအမှုရာတို့သည်ပြီးစီးပြီးမှအားလုံးပြီးသွားပြီအဲ့တော့ထိုတတ္တမနေ့ရဲ့နဲ့ညင်ဝတ်စွာနေတယ်အဲ့တော့ဒီတတ္တမနေ့ကိုဘုရားသခင်ညင်ဝတ်စွာနေတယ်ဆိုတာကိုဖော်ပြထားတယ်နောက်ပြီးတော့ထူးခြားတာကညင်ဝတ်စွာနေတာမကသေးဘူးထိုတတ္တမနေ့ကိုဘုရားသခင်ကောင်းကြီးပေး၍တဲ့တန့်ရှင်းစေတော်မူတယ်အဲ့ဒီတတ္တမနေ့ကိုကောင်းကြီးပေးတယ်တန့်ရှင်းစေတော်မူတယ်ဘာကြောင့်လဲတဲ့အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့ရ၌ညင်ဝတ်စွာနေတော်မူ၏အဲ့တော့ဒီနေရာလေးမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဘုရားသခင်ဖန်ဆင်းခြင်းမှာ6ရက်ရှိတယ်အဲ့တော့6ရက်ပြီးတဲ့က9ရက်မြောက်နေ့မှာဘုရားသခင်ဒီနေ့ကိုတဲ့ညင်ဝတ်စွာနေတယ်တန့်ရှင်းစေတယ်ကောင်းကြီးပေးတယ်အဲ့ဒီ3ချက်ကအမှန်တန်ထူးခြားတယ်တခြားနေ့ရက်တွေနဲ့မတူဘူးเนาะအဲ့တော့အဲ့ဒါလေးကိုကျွန်တော်အနေနဲ့တတိထားစေချင်တယ်ဘာကြောင့်လဲတတ္တမနေ့တချို့စဉ်းစားမယ်နေ့ရက်တိုင်းကကောင်းတယ်နော်ဘုရားသခင်ကနေ့ရက်တိုင်းကောင်းတယ်ဆိုတာဒီတရက်နေ့ကနေ6ရက်နေ့အထိဖန်ဆင်းခြင်းမှာသူအလွန်ကောင်းတယ်အလွန်ကောင်းတယ်အလွန်ကောင်းတယ်ဆိုတော့သူဖော်ပြခဲ့တယ်ဒါပေမဲ့ဒီတတ္တမနေ့ရဲ့အားတော့တတိတခြားလေးပါပဲလေသူခွဲထုတ်လိုက်တယ်ခွဲထုတ်ပြီးတော့ဒီတတ္တမနေ့မှာတော့ဘုရားသခင်ဘာလုပ်လဲသူကညင်ဝတ်စွာနေတယ်ပြီးတော့တန့်ရှင်းစေတယ်ပြီးတော့သူကကောင်းကြီးပေးတယ်အဲ့တော့ဒီတတ္တမနေ့ရက်ကဘုရားသခင်အထူးကောင်းကြီးပေးတဲ့နေ့တန့်ရှင်းစေတဲ့နေ့ညင်ဝတ်စွာနေတဲ့နေ့ဖြစ်တဲ့ကြောင့်ကျွန်တော်တို့လည်းဒီနေ့ကိုအထူးညင်ဝတ်စွာနေချင်းဟာဆိုရင်ဘုရားသခင်နဲ့ကျွန်တော်တို့အတူတူစိတ်တဘောတဲ့နော်လှုပ်ဆောင်မှုတစ်ခုတည်းတလုံးတော့ရတယ်ဖြစ်ကြောင်းကိုကျွန်တော်တို့မြင်ရတာဖြစ်တယ်အဲ့တော့ဘုရားသခင်ကညင်ဝတ်စွာနေဘုရားသခင်နောက်လိုက်ဘုရားသခင်ကိုကိုးဝယ်တဲ့သူဘုရားသခင်ချစ်တဲ့သူတွေနဲ့ဘုရားသခင်ညင်ဝတ်စွာနေတဲ့နေ့မှာကျွန်တော်တို့လည်းညင်ဝတ်စွာနေမယ်ဘုရားသခင်တန့်ရှင်းစေတဲ့နေ့မှာကျွန်တော်တို့လည်းတန့်ရှင်းစေမယ်ဘုရားသခင်ကကောင်းကြီးပေးတဲ့နေ့မှာကျွန်တော်တို့လည်းကောင်းကြီးပေးမယ်အဲ့တော့ဒီနေ့ဒီဘုရားသခင်ရဲ့ဖ
ဖန်ဆင်းခြင်း6ရက်ပြီးတဲ့နေ့မှာ9ရက်မြောက်နေ့မှာဘုရားသခင်အထူးနေ့အဖြစ်နဲ့ဘုရားသခင်သတ်မှတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့လည်းဘုရားနဲ့အတူဒီနေ့လေးကိုဆောင်ထိန်ဖို့ရန်အတွက်ဘုရားကိုအဲ့ဒီနေ့လေးမှာအထူး special နော်ကိုးကွယ်ဖို့ရန်အတွက်လည်းကျွန်တော်တို့ဒီနှုတ်ကပတ်ကျမ်းစာကဒီနေ့နော်ဒီနေ့လေစာလေးအနေနဲ့ကျွန်တော်သုံးသပ်ပြီးတော့ကျွန်တော်ရှာဖွေတွေ့ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ချစ်တော်ညီကိုမတော်ပေါ့နော်ကျမ်းစာကိုဖတ်ရှုတဲ့အခါမှာသူ့ရဲ့တစ်ချက်ချင်းမှာကျွန်တော်တို့ဘာတွေပြောလဲဆိုတာလေးကိုကျွန်တော်တို့အတွက်ပါသင်ခန်းစာရလဲကျွန်တော်တို့ဘုရားဘာသွန်သင်ချက်လဲနော်အဲ့ဒါလေးတွေကိုလည်းမမေ့မလျော့ဖို့ရန်အတွက်ဖြစ်တယ်ကျမ်းစာထဲကပြောတဲ့အတိုင်းကျွန်တော်တို့လိုက်ရှောက်မယ်ဆိုရင်ကျွန်တော်တို့ကောင်းကြီးဖြစ်ပါတယ်ဘုရားသခင်ထားနေကောင်းကြီးမင်္ဂလာရရှိပါတယ်ကျမ်းစာအတိုင်းကျွန်တော်တို့မလိုက်ရှောက်ဘူးဆိုရင်တော့အမင်္ဂလာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဘုရားသခင်နှုတ်ကပတ်ကျမ်းစာဟာဆိုရင်ကျွန်တော်တို့တရားစီအတွက်ဘုရားသခင်ကပါလေအချစ်လက်ဆောင်နေနဲ့ကျွန်တော်တို့ပေးခဲ့တယ်ဘုရားသခင်မေတ္တာစာတွေကိုဒီမှာရေးထားတဲ့ကြောင့်ဖတ်ရှုပြီးတော့ဒီတရားယတနာတွေကိုရှာဖွေပြီးတော့เนาะစိတ်နှလုံးလို့ရှိရင်ညီသက်ခြင်းယေရှုတွေခံစားရပါစေလို့เนาะဒီနေ့ဝိညာဉ်ရေးရာနေ့လေစာလေးနဲ့တူအားလုံးကိုနှုတ်ဆက်ပါတယ်တရားစီပေါ်မှာဘုရားသခင်ကြွယ်ဝသောကောင်းမြတ်တော်ချပေးပါစေဒီနေ့လေမှာဆုတောင်းစီလိုတဲ့အရာတွေရှိရင်လည်းတင်ပြနိုင်ပါတယ်ကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ဆုတောင်းပေးသွားပါမယ်လာမယ့်နေ့တွေမှာလည်းညနေစာကြအတွက်လည်းဆုတောင်းစီလိုတဲ့အရာရှိမှဆိုရင်တင်ပြပေးလို့ရပါတယ်လာမယ့်နေ့ရက်တွေအတွက်လည်းကြိုတင်ပြီးတော့ဆုတောင်းစီခြင်းနဲ့အကြောင်းအရာတွေရှိနေတင်ပြနိုင်ပါတယ်အဲတော့ဘုရားသခင်နှုတ်ကပတ်တော်ကိုရှာဖွေရင်းနဲ့ဘုရားနဲ့အတူရှောက်လန်းကြပါစို့ခဏလေးဦးညွတ်ပြီးတော့ဆုတောင်းကြပါစို့အထက်ကောင်းမ၌ရှိတော်မူသောဖခင်သခင်ကိုလည်းကျေးဇူးတော်ကြောင့်ဒီနေ့လယ်မှာဝိညာဉ်ရေးရာနေ့လယ်စာကိုကျွန်တော်တို့အတူတကွ online မှာရှိတဲ့ညီကောင်မများနဲ့အတူစာတော်ရတော်အခွင့်ကိုပေးတဲ့ကြောင့်ကျေးဇူးတင်ပါတယ်ပါဒီနေ့လယ်မှာကျွန်တော်လေ့လာခဲ့တော့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းအမှုအားလုံးပြီးစီးပြီးတော့မှတတမနေ့၌ငြိမ်ဝတ်စွာနေတယ်တန်ရှင်းစေတယ်ကောင်းကြီးပေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လေ့လာသင်ယူခွင့်ရအတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီလည်းသခင်ဖခင်ကငြိမ်ဝတ်စွာနေတော့ကောင်းကြီးပေးတော့တန်ရှင်းစေတော့နေ့ကိုသခင်ဖခင်နဲ့အတူတလုံးတဝတဲ့ခံယူလက်ကျွန်တော်တို့ဒီနေ့မှာကိုရောနဲ့အတူမိတ်သားကိုရဖွင့်နိုင်တော့သာသမီများဖြစ်စေဖို့အမှားစခွင့်ရပေးသနာတော်ပါကျွန်တော်တို့ကိုရဲသာသမီတူးစီအတွက်လိုအပ်တော့တန်ရှင်းတော်ဝိညာဉ်တော်ခွန်အားတကူများနဲ့ပြေဝစေတယ်ကိုရဲနှုတ်ကပတ်တော်ကိုဖတ်ရှုလေ့လာတိုင်းမှာနားလေရတော့ခွင့်ကိုလည်းကိုရှင်ပေးသနာတော်ပါနှလုံးသားတိုင်းကိုရောဗျာတို့ထီတော်မူ၍ကိုရရှင်နှုတ်ကပတ်တော်ထဲကနဲ့နေတော့ကိုရဲမေတ္တာစာများကိုဖတ်ရှုလေ့လာလိုသောစိတ်နဲ့ဖတ်ရှုလေ့လာတိုင်းနားလေရတော့ခွင့်ကိုရှင်ပေးသနာတော်မူပါတပါးတော်သားသခင်ခရစ်တော်မှာပြုတဲ့ယုတိနေမြတ်သောပြန်ဆောင်းသနာကမိုင်ဖတ်ပြသခင်အာမင်အားလုံးကိုညာရွယ်ကျေးဇူးတင်ပါတယ်ဒီနေ့ဝိညာဉ်ရေးရာနေ့လည်စာလေးနဲ့တူအားလုံးဘုရားသခင်ထံကနေညီသက်ချင်းချမ်းသာရရှိကြပါစေလို့ဆုတောင်းပေးပါတယ်